Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် iPhone 19ပေါ့နော် iPhone 19ရဲ့ကာဘာကိုကျွန်တော် unboxing လုပ်မှာဖြစ်ပါတယ်ဒီကာဘာကအရန်စီးကြီးတယ်ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်အတွက်အရန်စီးကြီးတယ်အဲကြောင့်မလို့ကျွန်တော် unboxing လုပ်ကြည့်မယ်ပေါ့နော်ကျွန်တော်လည်းအခုထိကျွန်တော်မဖွင့်ရသေးပါဘူးကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့ဒီလူတွေနဲ့ပဲကျွန်တော် unboxing လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်လည်းတခါမှဒီကာဘာကိုကျွန်တော်မတွေ့သေးဘူးပေါ့နော်ဖောက်လဲမဖောက်ရသေးဘူးပေါ့နော်ဒါကတော့ iPhone 19အတွက်ပေါ့နော် origin ကာဘာလို့တော့ပြောတယ်ကျွန်တော်လည်းတခါမှမဝယ်ဘူးပေါ့နော်အရင်တုန်းကဆိုရင်ကျွန်တော် iPhone 14 Pro ကိုင်တယ်အဲ့တော့ကျွန်တော်ဒီနှစ်မှာကျွန်တော် iPhone 19ကိုကျွန်တော်ပြောင်းတုံးလိုက်တယ်ပေါ့နော်ဘာဖြစ်လို့ iPhone 19ကိုပြောင်းတုံးလဲဆိုတာကတော့ဒီကျွန်တော်နည်းနည်းပတ်ချက်ဖြစ်အောင်လို့ပေါ့နော်ကျွန်တော် iPhone 14 Pro ကကျွန်တော်ဆိုင်မှာကျွန်တော်ပြန်တော့ရောင်းတာပြီးတော့လဲကျွန်တော် iPhone 19ရိုးရိုးကိုကျွန်တော်ပြန်ဝယ်လိုက်တယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်က iPhone 19 Pro ကိုမရွေးရတာလဲဆိုတော့ကျွန်တော်ကဒီသူ့ရဲ့ design ကိုမကြိုက်ဘူးပေါ့နော်ဒီနေ့ပြောင်းလိုက်တဲ့ design ကိုကျွန်တော်ကမကြိုက်ဘူးပေါ့နော်အဲ့ဒါကအကြောင်းပြချက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီနေ့ကလည်းကျွန်တော်အတုံးစိတ်တွေများနေပြီဖြစ်တဲ့အတွက်ကျွန်တော်ပတ်ချက်လေးဖြစ်အောင်ဆိုပြီးမှကျွန်တော်က iPhone 19ရိုးရိုးပဲကျွန်တော်တုံးတာပဲဖြစ်ပါတယ်ဒါလည်းအကြောင်းပြချက်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီကင်မရာ3လုံးကနေဒီလိုမျိုးကင်မရာနှလုံးပေါ့နော်ဒီလိုမျိုးကင်မရာနှလုံးကိုပြောင်းတုံးကြည့်ချင်လို့ဒီကောင်ကို experience အနေနဲ့ဒီကောင်ကိုတုံးကြည့်ချင်တာပေါ့နော်အဲကြောင့်မလို့ဒီကောင်လေးကိုရွေးရတာပဲဖြစ်ပါတယ်ပြီးတော့လည်းအယောင်လေးကလည်းကျွန်တော်ပြောင်းလိုက်တယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်ဒီလိုမျိုးအဖြူဆိုရင်ကျွန်တော်ရွေးလေးရွေးထားမရှိဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ဒီအပြောင်းလေးဖြစ်အောင်ဆိုပြီးမှကျွန်တော်ဒီလိုမျိုးအဖြူလေးကိုကျွန်တော်ရွေးလိုက်တာပဲဖြစ်ပါတယ်လုံးဝဖြူစွတ်နေရပဲပေါ့နော်ကြည့်လို့တော့လှပါတယ်ကျွန်တော်ဖုန်းအလဲထပ်တွန်းလုပ်တဲ့ဆိုင်ကသူတို့ကဒီကာဘာတွေတိတ်မဆုံးပေါ့နော်ကာဘာတွေတိတ်မဆုံးတဲ့အတွက်ကျွန်တော်ဒီကာဘာကိုဒီဆေးကြီးတဲ့ကာဘာကိုကျွန်တော်မှာလိုက်ရတယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော် iPhone 14 Pro တုန်းကဆိုရင်ကျွန်တော်ကြိုက်တဲ့ကာဘာဆိုရင်ကျွန်တော်ဒီနှစ်အထိပေါ့နော်ကျွန်တော်ဒီ iPhone 19ကိုတွားလဲတဲ့ချိန်ထိကျွန်တော်ကာဘာတစ်ခုတည်းကိုပဲကျွန်တော်တုံးထားတယ်ပေါ့နော်ကျွန်တော်ကာဘာတွေအများကြီးကျွန်တော်မလိုဘူးပေါ့နော်ကျွန်တော်ကြိုက်တဲ့ကာဘာဆိုရင်ကျွန်တော်အဲ့ဒီတစ်ခုတည်းပဲဆိုရင်ရပါပြီဒီနေ့ကတော့အလကားနေအဲ့လိုမျိုးကာဘာပို့တွေပို့ကုန်တာပေါ့နော်အမှဆိုရင်ကျွန်တော်ကြိုက်တဲ့ဟာဆိုရင်တစ်ခုဆိုရင်ရပြီပေါ့နော်ဆိုင်ကဒီကောင်လေးကိုလက်ဆောင်တော့ပေးခဲ့တယ်ဒါလေးကိုကျွန်တော်မကြိုက်လို့ကျွန်တော်တို့ဆိုင်ကိုပဲကျွန်တော်ထပ်ပြီးမှမှာလိုက်တယ်ပေါ့နော်တို့ကတေးုပ်ပီကိုမှာပေးတယ်လို့တော့ပြောတယ်အဲ့တော့ကျွန်တော်ပြမယ်ပေါ့နော်အဲ့ဒီဖုန်းကာဘာကဒါကတော့ဆိုင်ကလက်ဆောင်ပေးလိုက်တဲ့ဟာပေါ့နော်ဒါတော့မှနည်းနည်းကောင်းသေးတယ်ပေါ့နော်ဒီသူ့ရဲ့တောင်းနေဆိုရင်လည်းနည်းနည်းတော့မှ premium ဆန်သေးရပေါ့နော်ဒါလေးကသူတို့မှာပေးတဲ့ဟာကဒီလုံးဝဒီသုံးစားလို့မရဘူးနော်အညံ့ကြီးပေါ့နော်ဒါတော့မှဒီတစ်ခုကို2000ခွဲပေးရတယ်ပေါ့နော်2000ခွဲပေးရတယ်ပြီးတော့လည်းဘာမှမကောင်းပေါ့နော်ကျွန်တော်အထင်ကဒီအကောင်းများလားပေါ့နော်အဲကြောင့်မလို့ကျွန်တော်လည်းတော်တော်စောင့်ရတယ်ပေါ့နော်ဒီကာဘာရဖို့အတွက်ရောက်လာကြတော့ကျွန်တော်မကြိုက်ရကြီးဖြစ်နေရပေါ့နော်ကျွန်တော်တွေးထားတဲ့ဟာနဲ့တစ်ထပ်ထဲမကြောက်ဘူးနော်ဒီကောင်က9000ဆိုပြီးမှအလကားကနေပတ်စံကုန်တာပေါ့နော်အမှန်ဆိုရင်ကျွန်တော်ကဒီအကောင့်ကြိုက်တယ်ဒါပေမဲ့ဒီတစ်ခုပဲကျွန်တော်ယူမယ်ပေါ့နော်အများကြီးလေးကျွန်တော်မလို့ဟုတ်ပြီတရားလေးကိုကျွန်တော်ဟောက်ပြမယ်ပေါ့နော်ကျွန်တော်အဲ့တူလက်ကြည့်အောင်ပေါ့နော်တေးတော့တော်တော်ခွာရတော့ခတ်ပါတယ်ဒီကောင်ကဒီအယောင်ကအကြည်ရောင်ပဲကျွန်တော်မှာဟာပါပေါ့နော်သူတို့က origin cover ဆိုပြီးမှဒီရောင်တော့တစ်မျိုးနဲ့ပဲရှိရလို့ပြောတယ်ပေါ့နော်ဒီကောင်ကအကြည်ပါပဲဒါပေမဲ့ကျွန်တော်နိုင်ငံမှာလည်းအဲ့လိုကြီးဖုန်းကာဘာတွေကတိတ်မဆုံးပေါ့နော်အခုတည်းထိကျွန်တော်ကင်မရာတော့မှမကတ်ရသေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်ဒီမှာမေးကြည့်တော့မရှိသေးဘူးလို့ပြောကြတယ်ပေါ့နော်အဲကြောင့်မို့ဒီကင်မရာတော့ကျွန်တော်မကတ်ရသေးပါဘူးကတော့ဖောက်ရခက်ပါတယ်ဒါလေးပေါ့နော်ဘယ်တော့ origin ကာဘာလို့တော့ပြောပါတယ်ကောင်းလေးပေါ့နော်ပါပဲပေါ့နော်ဒါကဒီ3သိန်း3500ကျလိုက်ပေါ့နော်
ကျွန်တော်စီရောက်ပေါ့နော်ကားခပါဆိုရင်သူတို့တော့ original လို့ပြောပါတယ်ပူလေးကြည့်ရတာတော့ premium တော့ဆန်ပါတယ်ဒါပေမဲ့အထဲမှာတော့ blue name လည်းတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော် unboxing လုပ်ကြည့်ပါမယ်တရားလေးပေါ့နော်တရားလေးကို iPhone အပြင်ဒီကောင်လေးကိုလည်းဒီမျိုး unboxing လုပ်ရတာဒါပထမအဦးဆုံးပေါ့နော်ဒါတော့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဒါပထမအဦးဆုံးပေါ့နော်ဒီ iPhone ပဲလားပေါ့နော်အဲ့မျိုးခွာရတာပေါ့နော်အမှန်တကယ်တော့ဒါလည်းအဲ့မျိုး unboxing လုပ်ရတာပါပဲဝေါကောင်းတော့တော်ကောင်းမဲ့ပုံပါပဲတကယ်ကောင်းပါတယ်premium ဆန်တယ်ပေါ့နော်အမှဆိုရင်ကျွန်တော်လည်းဒါမျိုးပဲလိုတာပါနည်းနည်းစီးကြီးလဲပါမဖြစ်ဘူးနော်ဒါပေမဲ့ကျွန်တော်အများကြီးမတုံးကျွန်တော်ဒီတစ်ခုပဲတတ်မှာပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ကတော့အဲ့လိုမျိုးပေါ့နော်လုံးဝဒီအလန်းပေါ့နော်တကယ်လန်းပါတယ်ဒါပေမဲ့အမှန်ဆိုရင်ကျွန်တော်ဒီဟာကြီးလည်းအဲ့လိုကြီးတော့မကြိုက်ဘူးနော်ဒါပေမဲ့တကယ်တော့လှပါတယ်အကြည့်လေးပေါ့နော်အဲ့ဆိုရင်ကိုကကင်ထားတဲ့ဖုန်းနဲ့ဆိုရင်ကင်ထားတဲ့ဖုန်းနဲ့အဖြူဆိုတော့ဒီကောင်လည်းအဖြူဆိုတော့ဘောနော်အဲ့လိုမျိုးပေါ့နော်ဒါကြကာပါလေးချွတ်တဲ့ချိန်တုံးလေးပြုတ်ကြရင်တော့ဒီဒုက္ခပဲပေါ့နော်အားလေးပေါ့နော်လုံးဝရှယ်လန်းပါလေအဲ့တော့ပေးရတဲ့ဆေးနဲ့တန်တယ်လို့ပဲကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းဒီလက်ခံတယ်ပေါ့နော်ဒီလောက်အနေထားဆိုရင်တော့ကျွန်တော်လက်ခံပါတယ်တကယ်လာပါတယ်လို့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဟွာတော့ပါလို့ဖြစ်မလားပေါ့နော်အဖြူဆိုတော့ကောင်းလေးပေါ့နော်ဟုတ်ကဲ့လာမယ့်ဗီဒီယိုတွေကဒီ iPhone 16နဲ့ပဲကြိုက်မဲ့ဗီဒီယိုတွေပဲပေါ့နော်အရင်တုန်းကဆိုရင်ကျွန်တော် iPhone 14နဲ့ရိုက်ထားတဲ့ဗီဒီယိုတွေပဲပေါ့နော်လာပါတယ်ဒါပေမဲ့ဒီနားလေးတွေတိတ်မလို့ပေါ့နော်ပြီးတော့ဒီနားလေးတွေတိတ်မလို့ပေါ့နော်ဒီသူ့ရဲ့ဒီအောက်နားလေးမှာပြုတ်ကြလို့မှဒီလွတ်တဲ့နေရာလေးကိုထိမိတယ်ဆိုရင်တော့တွားပြီပေါ့နော်ဒီပြုတ်ကြတဲ့ချိန်တော့ဘာလို့ဆိုရင်ဒီကောင်လေးကာဘာလွတ်တဲ့နေရာလေးကိုမှထိသွားတယ်ဆိုရင်တော့ကန်ဆိုးတယ်ပေါ့နော်အခုကဒီကင်မရာကတ်လည်းမထည့်ရသေးဘူးပေါ့နော်အဲကြောင့်မလို့ဒီကောင်လည်းကျွန်တော်လိုမျိုးဒီဗီဒီယိုရိုက်တဲ့သူဆိုတော့ကင်မရာကိုအဓိကထားပြီးမှဗီဒီယိုရိုက်တယ်ဆိုတော့ဒီကောင်တော့အရေးကြီးတယ်ထိမိမှလည်းအရန်ကြောက်နေရတယ်ပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ် see you in the next video bye bye